ချင်းဆိုတဲ့ငှက်ကလေးဟိုးရှိတုန်းကလူတယောက်မှာတချင်းဆိုအင်မတန်ကောင်းတဲ့ငှက်ကလေးတစ်ကောင်ရှိတဲ့အဲ့ဒီငှက်ကလေးဟာတချင်းအဆိုကောင်းတဲ့အပြင်အတန်လဲရှိကြစွာအောင်မြင်နိုင်တယ်ဆူရှာတဲ့အတန်မျိုးကိုလည်းပိုင်ဆိုင်တယ်ငှက်ပိုင်ရှင်ရဲ့နာမည်ကတော့ကိုခါလို့ခေါ်တဲ့တချင်းဆိုကောင်းတဲ့ငှက်ကလေးရဲ့ဂုဏ်သတင်းကပတ်ဝန်းကျင်မှာပြန်လွင်လို့နေတယ်တတိကြီးတူရဲ့သမီးဟာအဲ့ဒီငှက်ကလေးကိုတိတ်ပြီးလိုချင်နေတာပေါ့သူစားတယ်သမီးကိုအဲ့ဒီငှက်ကလေးဝယ်ပေးပါဖေရောင်းမယ်ဆိုရင်တော့ဝယ်ပေးမှာပေါ့သမီးလေးရဲ့သမီးကိုအလိုလိုက်တဲ့တတိကြီးဟာငှက်ပိုင်ရှင်ကိုခေါ်ပြီးနေတဲ့အခါထိုက်တန်တဲ့အဖိုးအခကိုပေးရင်ရောင်းပါမယ်တတိကြီးမင်းတောင်းတလောက်ပေးပါမယ်မနေ့ပြန်ကြရင်ငှက်ကိုယူလာခဲ့ပါကိုခပြန်သွားတဲ့အခါတတိကြီးရဲ့အိမ်ကိုလူတစ်ယောက်ရောက်လာပြန်နေတတိမင်းကတချင်းဆိုတဲ့ငှက်လူချင်းနေဆိုလို့လာရောက်လာပါခမကျွန်တော်နာမည်ကိုစပါအခုပဲတငယ်ချင်းစီကဝယ်ဖို့ဂရိပေးလိုက်ပြီကွယ်ဒါပေမဲ့ကျွန်တော်ငှက်ကသူ့ငှက်ထက်ပို့ပြီးတော့တချင်းဆိုနိုင်ပါတယ်အတန်လည်းကောင်းပါတယ်တတိမင်းမယူလိုက်ရင်ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်တတိကြီးလည်းစိတ်ထဲမှာတမျိုးဖြစ်သွားခဲ့တယ်သူ့ငှက်ကပို့ပြီးကောင်းတယ်ဆိုတာကိုအတန်ကြာစဉ်းစားပြီးမှဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူတငယ်ချင်းကိုဂရိပေးထားတယ်ဆိုပေမဲ့ဒီလိုလုပ်ရင်ကောင်းမယ်ဒီငှက်နှကောင်ကိုတချင်းအပြိုင်ဆိုခိုင်းရင်ကောင်းမယ်ဒါမှဘယ်ငှက်ကပို့ပြီးဆိုနိုင်တယ်လဲအွန်လိုင်းတယ်လဲဆိုတာသိရမယ်ဒါတနေ့မနက်မှာကိုကဟာသူ့ငှက်ကလေးကိုယူလာတယ်ကိုစလည်းငှက်ကလေးတစ်ကောင်ယူလာတာပေါ့ဒူဆန်နာကငှက်ကလေးနှစ်ကောင်ဟာတကောင်နဲ့တကောင်အလုံးဖန်အယောင်သွေးကားစတူနေတယ်တတိကြီးလည်းကိုခရောက်လာမှကိုစရဲ့ငှက်ကိုအပြိုင်ဖြစ်နေတဲ့အကြောင်းပြောပြတာပေါ့ရပါတယ်တတိမင်းကြီးရဲ့ငှက်နှကောင်ကိုရွေးရခတ်နေရင်လေပြိုင်သိရင်ပြိုင်ကြတာပေါ့သဘောတူလိုက်တဲ့အခါရှင်းဥစွာကိုခရဲ့ငှက်ကိုတချင်းအရင်ဆိုခိုင်းနေငှက်ကလေးကလည်းချိုရည်တဲ့အတန်သားရသားလေးနဲ့တချင်းဆိုပြတယ်တချင်းတွေတပုတ်ပြီးတပုတ်ဆိုပြတယ်တတိသမီးလေးဟာသူ့ကြားဖူးထားတဲ့အတိုင်းကိုခငှက်ကလေးတီးဆိုပြီးတော့ကိုစားရဲ့ငှက်ကလေးကလည်းတချင်းကိုကိုခရဲ့ငှက်နေမချောင်းကောင်းမွန်စွာတီးဆိုနိုင်တယ်အရေးချင်းကတူနေတဲ့အတွက်ဘယ်ငှက်ကိုရွေးရမယ်မသိအောင်ဖြစ်နေတာပေါ့နောက်ဆုံးပြန်ရမှာကဘယ်ငှက်ဟာအရှိဆုံးအွန်လိုင်းတယ်လဲဆိုတာပါပဲအဲ့ဒါကြတော့တကောင်စီမဟုတ်တော့ဘူးနှစ်ကောင်စလုံးပြန်ပြီးអော်ကြရတယ်အဲ့လိုអော်ကြတဲ့အခါမှာကိုခါရဲ့ငှက်ကလေးဟာသူတက်နိုင်တဲ့လောက်အကြဆုံးអော်တယ်နောက်ဆုံးတော့သူ့ရဲ့အတန်ဟာတဖြည်းဖြည်းနဲ့တိုင်ဝင်သွားခဲ့တယ်မအွန်လိုင်းတော့ဘူးကွယ်ကိုခါရဲ့ငှက်ကလေးကတော့စက်ပြီးအွန်လိုင်းသေးတယ်အတန်ကြမသွားဘူးတတိသမီးကရက်ခိုင်တော့မှရက်သွားတော့တယ်ပြိုင်ပွဲမှာကိုခါရဲ့ငှက်ကလေးကရှုံသွားတယ်အတန်ရှိကြစွာအွန်လိုင်းနဲ့ကိုစားရဲ့ငှက်ကလေးကနိုင်သွားခဲ့တဲ့အတွက်ကဲအားလုံးမြင်တဲ့အတိုင်းပါပဲကျွန်တော်ရဲ့ငှက်ကလေးဟာဘလောက်ထိတော်သလဲဆိုတာတတိမရဲ့ဂရိအတိုင်းဝယ်ယူပါခမတတိကြီးလည်းတချင်းဆိုတဲ့ငှက်ကလေးကိုဈေးကြီးကြီးနဲ့ဝယ်လိုက်ရတယ်တတိသမီးလေးဟာငှက်ကလေးကိုချင်းမြင်တော့ကြည့်လို့ဝီလောင်အိမ်ထဲမှာထားတယ်တချင်းတွေခဏခဏဆိုခိုင်းနေငှက်ကလေးကလည်းဆိုပြတာပဲအတန်ကိုအရှိကြဆုံးအော်ပြပါအောင်ငှက်ကလေးရဲ့လို့ပြောလိုက်ရင်ဆူရှာရဲ့အတန်လေးနဲ့အကြကြီးရောပြတဲ့ဒီလိုနဲ့ရက်တွေလတွေကြာလာတဲ့အခါငှက်ကလေးဟာတမျိုးဖြစ်လာတယ်တချင်းလည်းတိတ်မစုံနိုင်တော့ဘူးဆိုခိုင်းလို့ဆိုရင်လည်းအတန်မตายရတော့ဘူးတဲ့အော်ခိုင်းရင်လည်းခဏလေးပဲအော်တယ်ရရက်သွားတယ်တရက်မှာငှက်ကလေးဟာနောက်ရက်ထဲမှာလဲကျသေးဆုံးနေတာတွေ့လိုက်ရတယ်သမီးလေးလည်းတိတ်ပြီးစိတ်မကောင်းဖြစ်သွားခဲ့တာပေါ့တတိကြီးကငှက်ကလေးကိုထုတ်ပြီးကြည့်တဲ့အခါငှက်ကလေးကအကောင်သေးတဲ့လောက်အလေးချိန်ပို့ပြီးစီးနေသလိုပဲအစီခန်းတွေကိုခေါ်ပြီးဘိုက်ကိုခွဲကြည့်တဲ့အခါအလိုတိတ်ကိုအံ့ဩတင့်သွားမိခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ငှက်ကလေးဟာငှက်အစ်စ်မဟုတ်ဘူး။စက်နဲ့လောက်ထားတဲ့ငှက်ရုပ်လေးပဲဖြစ်နေတယ်။ဒါကြောင့်ဒီငှက်ဟာဟိုငှက်ထက်ပေါ်ပြီးကြာမြင့်စွာအွန်လိုင်းခဲ့တာကိုငှက်အစ်စ်လို့လိန်ပြီးရောင်းသွားခဲ့တယ်ဆိုတာအခုမှပဲသိရတော့တယ်။တတိသမီးလေးလည်းငှက်ကလေးမရှိတော့တဲ့အတွက်ပျော်ရွှင်မှုမရှိတော့ဘူးပေါ့တမိုင်မိုင်းတွေနဲ့ဖြစ်နေရတယ်တတိကြီးလည်းစိတ်မကောင်းဖြစ်မိတာပေါ့ငှက်အတူဆိုတာမသိလို့ဝယ်ခဲ့မိတာပါသမီးကိုဒုက္ခပေးသလိုဖြစ်နေပြီဒီတစ်ခါတော့ငှက်အစ်စ်ကလေးရှာပေးမယ်တကယ်ပြောရလားဖခင်တကယ်ပေါ့သမီးလေးရဲ့
မကြခင်မှာအိမ်ပေါ်ကိုတချင်းဆိုတဲ့ငှက်ကလေးတစ်ကောင်ရောက်လာတယ်တကယ်တဘာဝအတန်းနဲ့တီဆိုတက်တဲ့ငှက်အစ်စ်လေးပဲဖြစ်တဲ့သမီးလေးဟာငှက်ကလေးရဲ့တချင်းကိုနားဆင်ပြီးနေ့စဉ်ပျော်ရွှင်နေမိတော့ပေါ့ငှက်ကလေးကလည်းတချင်းလေးတီဆိုခိုင်းတဲ့အချိန်တိုင်းချိုမြိတ်တဲ့တေးတန်သားလေးနဲ့တီဆိုပြတဲ့အဲ့ဒီငှက်ကလေးဟာတခြားငှက်ကလေးမဟုတ်ဘူးတခါကပြိုင်ပွဲဝင်ရင်စက်ရုံငှက်လေးကိုရှုံးခဲ့တဲ့ငှက်ကလေးပါပဲတဲ့ကွယ်